ကဆုံလာပြည့်နေ့ဟာဗုဒ္ဓဘာသာဝင်တွေအတွက်ရိုးရိုးအားလျက်မဟုတ်ပါဘူးဒီအချက်၄ချက်နဲ့အညီထူးခြားမှုတွေတစ်နေ့တည်းမှာဆုံခဲ့တဲ့ကမ္ဘာဗုဒ္ဓနေ့ပါဗုဒ္ဓဘာသာဝင်ဖြစ်ပြီးကျွန်တော်တို့ဘာလို့ညောင်ပင်ကိုမှရွေးပြီးရေသွားလောင်းကြတာလဲဆိုတာတိတိကျကျသိချင်ရင်တော့အဆုံးထိနားထောင်ကြည့်လိုက်ပါအဓိကအချက်ကတော့မြတ်စွာဘုရားရှင်ဟာဒီမဟာဗုဒ္ဓညောင်ပင်အောက်မှာပဲတပ်ပင်ညုတာညံတော်ကိုရရှိပြီးဖျားအဖြစ်သို့ရောက်ရှိခဲ့လို့ပါဒါကြောင့်မြောင်ပင်ကိုမြင်တာနဲ့ဖျားရှင်ကိုဖူးတွေ့ရသူတို့အာယုံပြုပြီးကုစားတော်အဖြစ်ညောင်ရည်တွန်းကယူတီးပူဇော်ကြတာဖြစ်ပါတယ်ဒါအပြင်ကဆုံလဟာမြန်မာရာသီမှာအပူဆုံးလပါဒီလိုအပူချိန်ကြောင့်ဘိုးဒီပင်ကြီးတွေမညှိုးနှုံးစေဖို့ရေကြီးရေအေးတိုက်ရွေးတဲ့တဘာဝပတ်ဝန်းကျင်ချစ်မြတ်မှုအမှုပညာလည်းပါဝင်နေပါတယ်အမွေးနန္တာရည်တွေနဲ့လက်ရာရည်လှိပ်ပြီးတွန်းလောင်းတဲ့အခါဒီရေလိုပဲငတ်ဘဝလည်းအေးမြပါစေဘိုးဒီညံကိုရရှိပါစေဆိုတဲ့ဆုတောင်းတန်တွေကစီဒီရင်ပြင်တိုင်းမှာပြတ်မွေနေတတ်ပါလိမ့်ဖျားရှင်ကိုရီမန်းပူဆိုးသလိုတဖောက်ဝတရားကိုလည်းစောင့်ချုပ်ရရောက်တဲ့ဒီလူလှပတဲ့ယဉ်ကျေးမှုကိုကျွန်တော်တို့အမြဲထိန်းသိမ်းဆောင်ရှောက်ရပါမယ်။ညောင်ကြီးတူတဲ့အထိဖျားရှင်ဖျားအဖြစ်သူရောက်ရှိသွားတယ်ဆိုတဲ့ခုံကြီးကိုတတိယပြီးပေါ်တော့ဖို့မမင်းညို့